အားလုံးမင်္ဂလာပါခင်ဗျာပြီးတော့သူကောင်းတာကအကြာကြီးစောင့်ကြရမလို့เนาะခဏလေးနေရင်သူကဒီ baking soda နဲ့တက်ပြုတ်ပြီးတော့ကပ်ပြီးတော့ခြောက်သွားတာပေါ့နော်နောက်ကျန်တဲ့လုံးဝမရှိတဲ့တစ်ဖက်ကိုကျတော့ကျွန်တော် fiber ပြားလေးအစားထိုးမယ်ဒီတိုင်းလေးတိုင်းပြီးတော့ပေါ့နော်တိုင်းပြီးတော့လူသလောက်လေးဖြတ်မယ်တကယ်လို့ဒီ fiber ပြားမရှိရင်လည်းဒီပါကောင်းမှာလို့ plastic အထူပေါ့ဗျာ plastic အထူပြားလေးတွေပါလိမ့်ပေါ့ဗျာနော်နောက်ပုံးခွန်လိုပါလို့လေပုံးခွန်လေးပါလေးကိုလည်းလှိပြီးတော့အဲ့လိုပုံးခွန်အဟောင်းလေးပါလေးပေါ့ဗျာနည်းနည်းလေးထူတဲ့ဟာပေါ့နော်အထူစားလေးကဲသူကြတော့ကော်နဲ့ကြည့်လဲဆိုရင်အစင်မပြေမှာဆိုလို့ကျွန်တော်ကဒီအပေါက်လေးပေါက်ပြီးတော့အရင်ဆုံးဒီကျင်းနှန်းနဲ့ပေါ့နော်ကျင်းနှန်းလေးနဲ့ချိမယ်ပေါ့နော်အတွင်းရောအပြင်ရောဒီကျွန်တော်တို့ဒီမှာ coin ပတ်တဲ့ဟာလေးလည်းရှိရဆိုတော့ဒါလို့မရှိရင်လည်းတခြားကျင်းနှန်းလေးကတ်သေးသေးလေးနဲ့ပေါ့နော်ကတ်သေးသေးလေးနဲ့ကျင်းနှန်းနဲ့ဒီအတွင်းရောအပြင်ဘာကောမလို့အတွင်းရောအပြင်ရောထားပါတော့နော်အဲ့လိုလေးနှစ်စချိလိုက်မယ်ချိပြီးတော့မှကော်နဲ့ထပ်ပြီးတော့ပေါ့နော်နှစ်ထပ်အဲ့ဆိုရင်ကျွန်တော်တို့ဒီကျင်းနှန်းအားရောပေါ်အားရောဆိုတော့အလွယ်တကူမပြုတ်တော့ဘူးနော်ရေရှည်လေးလည်းသုံးလို့ရအောင်ပေါ့နော်အဲ့ဒါကျင်းနှန်းလေးနဲ့ကျွန်တော်အရင်ချိလိုက်ပါတယ်နောက်ဒီအလဲဘဟိုနားမှာလည်းတစ်ဖက်ဟိုဘက်ဒီဘက်ထိပ်ပေါ့နော်နှစ်ထိပ်စလုံးကိုကျွန်တော်ကကြီးနားနဲ့အရင်ချိမှာဖြစ်ပါတယ်ဗျနော်အပေါက်ကတော့တင့်တော်တယ်လို့ပေါ့နော်ဒီဘန်ကာတစ်ခုနဲ့တစ်ခုကလည်းပစ္စည်းတဲ့နေရာနောက်ပစ္စည်းပုံပစ္စည်းတာကလည်းတစ်ခုနဲ့တစ်ခုတူမှာမဟုတ်ပါဘူးနော်တချို့ကကြကလုတ်ကပြတ်တယ်တချို့ကကြတော့ဒီ AC အဝင်ကျိုးကကြတော့ပြတ်တာဖြစ်တယ်ပလက်ကောင်းတွေအထက်တွေကလွတ်တာပြတ်နိုင်တယ်ဒါပြတ်နိုင်ရည်တွေပေါ့နော်ပြီးရင် capacitor မကောင်းတော့တာပြတ်နိုင်တယ်နောက်တစ်ခါ fuse ပြတ်တာပြတ်နိုင်တယ်အဲ့ဒါတွေအကုန်ကောင်းရင်ရတာနဲ့မလဲဘူးဆိုရင် coin ပြတ်တာပေါ့နော်ဒီ motor မှာပတ်ထားတဲ့ coin တွေပါလေးလောင်သွားတာလည်းပြတ်နိုင်တယ်ပေါ့နော်ပြတ်နိုင်ရည်တွေကတော့